မှာဆိုရင်ရတာကြုံမှုကြမယ်ရာဇဝင်မှာသူရေကောင်းကြီးဖြစ်တဲ့စစ်သားကြီးရဲ့တဲ့နဲ့ဥဒ္ဒါနဲ့ပကံဒီလမ်းကိုဆက်ခဲ့သူရှိတယ်ရန်သူကိုဖြိုခွင်းကပေးခဲ့ဘူးတဲ့ဂျေဇုကြောင့်ွယ်ဥဒ္ဒါရှင်ချစ်ကြည်ရင်တို့ရွှေလန်းတွေခင်းဖို့ရဲ့သမီးတော်ကိုွယ်ပကံမင်းထန်ဆက်စီရနေမျက်နှာသူရဲ့ခုမှခပ်ပြီးတော့ချစ်ရဲ့ချစ်